ဂျပန်မှာ IT နဲ့သင်္ချာဘာသာရပ်တွေကိုလေ့လာခြင်းနဲ့အမျိုးသမီးကျောင်းသူတွေအတွက်စိတ်ဝင်စားစရာတက္ကသိုလ်တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ Suda University ကတော့တိုကျိုမှာရှိတဲ့အမျိုးသမီးတွေအတွက်ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး Suda Umeko ကတည်ထောင်ခဲ့တာပါ။ Suda Umeko ဆိုတာဂျပန်နိုင်ငံရဲ့ရန်9000တန်ငွေစက္ကူပေါ်မှာဖော်ပြထားတဲ့အမျိုးသမီးပညာရေးရှေ့ဆောင်တအုပ်လည်းဖြစ်ပါတယ်။ Suda University မှာ English, International Studies, Mathematics, Computer Science နဲ့ Policy Studies စတဲ့ဘာသာရပ်တွေကိုလေ့လာနိုင်ပါတယ်။အထူးသဖြင့် IT, Computer Science နဲ့ Mathematics ကိုစိတ်ဝင်စားရဆိုရင် Suda University ကိုတခြားလေ့လာကြည့်သင့်ပါတယ်။ Suda University အကြောင်းကိုပို့ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့လာမယ့်တောက်ကြဇနီး August 28နဲ့29မှာကျင်းပမယ့် Online Study in Japan Fair 2026 for မြန်မာပွဲကြီးမှာ Suda University ရဲ့တက္ကသိုလ်ကိုယ်စားလှယ်တွေနဲ့တိုက်ရိုက်တွေ့ဆုံပြီးဘာသာရပ်တွေဝင်ဝင်လျှောက်ထားပုံ scholarship နဲ့တက္ကသိုလ်ဘဝအကြောင်းတွေကိုတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ရှင်။ဒါကြောင့်မလို့ August 28နဲ့29မှာကျင်းပမယ့် Study in Japan Fair 2026 for မြန်မာပွဲကြီးကို register မလုပ်ရသေးရင်အခုပဲမြန်မြန်ဆန်ဆန် register လုပ်ထားလိုက်နော်။